အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ပတ် weekend မှာတော့ကျွန်တော်အကြိုက်ဆုံးပွဲစဉ်တစ်ပွဲကိုရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပွဲစဉ်ကတော့အာဆင်နယ်နဲ့ဝက်ဆမ်ပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာကဲအာဆင်နယ်ကိုအရင်ကြည့်ကြည့်အောင်ဗျာအာဆင်နယ်ကကန်ခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ခြေသွမ်းပိုင်းနဲ့စိတ်ဓာတ်ပိုင်းဘယ်လောက်ကောင်းမွန်နေလဲဆိုတာကိုသိတာထင်ရှားစေပါတယ်နယူကာဆယ်နယ်ပွဲမှာဆိုရင်လည်းသူတို့ရဲ့စိတ်ဓာတ်ဘယ်လောက်တန်မာကြောင်းသူတို့ပြသခဲ့တယ်ပြီးတော့နားနေတဲ့အဓိကကစားသမားတွေဖြစ်တဲ့ဆာလီဘာတို့ဆာကာတို့အိုဒီဂတ်တို့ပြန်လည်ပါဝင်လာရတော့တွေ့ရတယ်ဝက်ဆန်ကတော့နူနိုဆန်တို့ရဲ့လက်ထက်မှာအရှုံးတွေနဲ့မိတ်ဆက်နေရပြီးတော့နလန်မထူနိုင်တဲ့အသင်းသတင်းဖြစ်တယ်။အဲအကြောင်းဒီနေ့ညမှာအာကြီးနိုင်အောင်နိုင်မဲ့ညတညဖြစ်တယ်။ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာကြေးအောင်လားမအောင်လားပဲကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဂိုးပေါင်းကြေးကတော့3ပေါင်30ပေးထားတာကိုတွေ့ရတယ်။ဝက်ဆန်အနေနဲ့အာဆင်နယ်အင်ကွင်းမှာဂိုးပြန်သွင်းနိုင်လိမ့်မယ်လို့ကျွန်တော်တော့မထင်မိဘူး။အာဆင်နယ်အနေနဲ့လည်းဝက်ဆန်ကို၄လုံးကြီးပြတ်လိမ့်မယ်လို့ကျွန်တော်မထင်မိဘူးခင်ဗျ။အဲ့တော့ကျွန်တော်3လုံးအပြတ်နဲ့အာဆင်နယ်ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်။ကျွန်တော်အာဆင်နယ်ကိုရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ။ကဲဒုတိယပွဲစဉ်လေးကတော့ဂျာမန်ဘွန်ဒက်စီဂါဖြစ်တဲ့ဖရန့်ဖို့နဲ့ဘိုင်မြူးနစ်ပွဲလေးတွေဖြစ်ပါတယ်ခင်ဗျာကဲဖရန့်ဖို့ကတော့ဒီရာသီမှာခြေစမ်းအတက်ကြမြန်တဲ့အသင်းသတင်းလို့ကျွန်တော်မြင်မိတယ်ပြီးတော့အင်ကွင်းအားကောင်းတဲ့အသင်းသတင်းလည်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ချန်ပီယံလိပွဲမှာဂါဇာစရီကိုဖိုင်ဝမ်နဲ့နိုင်ခဲ့တဲ့ပွဲဆိုရင်သူတို့ရဲ့အင်ကွင်းခြေစမ်းကြီးအရန်ကိုကြောက်ဖို့ကောင်းပါတယ်ဒါပေမဲ့သူတို့ရဲ့နောက်တန်းနေရာမလုံတဲ့အတွက်ကြောင့်ပေးကိုတွေပြန်လဲခွင့်ပြုတတ်ရတော့ကျွန်တော်မြင်တွေ့ရတယ်ဘိုင်မြူးနစ်ကတော့9ပွဲကန်9ပွဲနိုင်ဇယားထိန်မှာရက်တည်နေတဲ့အသင်းသတင်းဖြစ်တယ်ဘိုင်ယန်မြူးနစ်ကဘယ်အသင်းနဲ့ပဲတွေ့ညတာမှုကင်းမဲ့စွာရှင်ပြိုင်လေးရှိတယ်။အဲ့ဒီအတွက်ဘိုင်ယန်မြူးနစ်ကကြေးရဆိုရင်တော့သူကနှစ်ကိုးပြန်မှာပဲကြေးအောင်မယ်အနေထားမှာတွေ့ရတယ်။ကျင်းတယ်ပါတယ်ဒီလိုခြေစမ်းမတိမငြိမ်ဖြစ်နေတဲ့ဖရန့်ဖို့ကိုဘိုင်ယန်အနေနဲ့နှစ်ကိုးမပြတ်စရာဘာအကြောင်းမှမရှိဘူးလို့ကျွန်တော်သုံးသပ်မိတယ်။အဲ့တော့ကျွန်တော်ဘိုင်ယန်ဘော်ဒီကိုကျွန်တော်ကြိုက်မိပါတယ်။ဂိုးဘော်အနေနဲ့ဆိုရင်လည်း4ပေါင်50ပေးထားတာကိုတွေ့ရတယ်။၄လုံးဆိုရင်ကျွန်တော်50နိုင်မယ်ပေါ့ဗျာ၅လုံးဆိုမှကျွန်တော်အကျွတ်နိုင်နေမယ်ကျင်းတယ်ပါဒီပွဲကအနည်းဆုံး3လုံးကနေစကြည့်ရမယ်ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်သုံးသပ်မိတယ်အဲ့တော့ကျွန်တော်ဂိုးဘော်လည်းကျွန်တော်ကြိုက်မိတယ်အနည်းဆုံး5လုံး6လုံးတော့ဒီကျွန်တော်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အားကြောင့်ကျွန်တော်ဘိုင်ယန်ဘော်ရီနဲ့ဂိုးဘော်ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်တခုသတိပေးချင်တာကကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေသုံးသပ်ချက်တွေနဲ့အကြိုက်တူတဲ့ညူကိုရီမှသာလိုက်လံစော်ကစားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာကဲကျွန်တော်စပတ်မုံရီရဲ့ဘောလုံးသုံးသပ်သူကိုကြက်မဲဖြစ်ပါတယ်ခင်ဗျာကဲဒီနေ့ညအားလုံးပဲနိုင်ပွဲတွေဖော်ဆောင်နိုင်တဲ့ညတညဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်